Manchester Derby မှာ Man City ကို2-0နဲ့အနိုင်ရလိုက်တဲ့အဲ့ဒီညနေကတကယ်ကိုအသက်ရှူချောင်သွားစေတဲ့ခံစားချက်မျိုးပဲဗျာဟုတ်ပါတယ်ရှင်အသင်းအတွက်ရော private တွေအတွက်ပါလာပေါင်းများစွာမိုင်းညို့နေတဲ့ကောင်းကင်မှာရွတ်တရတွေးလိုက်ရတဲ့နေုံကြီးတစ်ခုလိုပဲအထူးသဖြင့်နီးပြဟောင်းရူဘန်အေမိုရင်လက်အောင်မှာ14လလောက်ရလက်တွေရောချေးစွမ်းတွေပါရုန်းကန်ခဲ့ရပြီးတဲ့နောက်မှာလေဒီလိုနိုင်ပွဲမျိုးကမျောလင်းချက်ဆိုတာကိုပြန်အမတ်ရစေတာပေါ့နော်အဲ့ဒီနိုင်ပွဲကမျောလင်းချက်မိဘွားကိုပြန်တောက်စေခဲ့တာတော့အမှန်ပဲရှင်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းလာတာဟုတ်ကဲ့အဲ့ဒီမိဘွားလေးကိုတက်စီလောင်းပြီးအားမွေးရမယ့်အစားအသင်းရဲ့စီမံခန့်ခွဲမှုအသစ် INEOS နဲ့ယာယီနီးပြ Michael Carrick တို့ကလေပြင်းတိုက်တဲ့နေရာမှာတွားချထားလိုက်တယ်လို့ပဲဟုတ်ကဲ့သူတို့အလိုရဲတဲ့နဲ့တချို့ကတော့အန်ဒီယယ်များတယ်လို့တော့ပြောနိုင်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်အဲ့လာကတော့ဆောင်းရဒီမှာကစားသမားတယောက်မှမခေါ်ပဲဟုတ်ကဲ့လက်ရှိလူစားရင်းနဲ့ပဲ Champion League ဝင်ခွင့်ကိုရယူမယ်ဆိုတဲ့ရည်မှန်းချက်ကြီးတစ်ခုပဲဒီနေရာမှာတဲ့စကားစမြည်ပြောစရာတွေအများကြီးဖြစ်လာတာပေါ့ဒါကြောင့်ဒီနေ့မှာတော့ဒီရီမန်းချက်ကြီးရဲ့နောက်ွယ်ကအတွေးခေါ်ကိုကျွန်တော်တို့နည်းနည်းဆွေးနွေးကြည့်ခြင်းနဲ့ဗျာဟုတ်ကဲ့ရှင်ဒါကယုံကြည်မှုလွန်ကဲနေတာလားဒါမှမဟုတ်ငွေကြေးအရာတွက်ချက်ထားတဲ့လောင်းကြီးခုလားအတင်းရဲ့လက်ရှိအခြေအနေနီးပြဟောင်းနဲ့နီးပြတဲ့ရဲ့အမြင်ကွာခြားမှုပြီးတော့ဒီဆုံးဖြတ်ချက်ဘာကြောင့်ဒီလောက်ကြီးမားတဲ့စွန့်စားမှုတစ်ခုဖြစ်နေရတယ်လဲဆိုတာကိုကျွန်တော်တို့ရရှိထားတဲ့အရေးမျိုးဆောင်းပါကိုအခြေခံပြီးအားရပါရပြောကြရအောင်ကောင်းပါပြီရှင်ကောင်းပြီပထမဆုံးအနေနဲ့ဒီ Man City ကိုအနိုင်ရခဲ့တဲ့ပွဲရဲ့တဲအောင်မှုကနေစလိုက်ကြတာပေါ့ဒါကရိုးရိုးနိုင်ပွဲတစ်ပွဲထက်အများကြီးပိုခဲ့တယ်လို့ကျွန်တော်မြင်တယ်အများကြီးပိုခဲ့ပါတယ်ရှင်ယူဘင်အမိုရင်လက်ခက်14လလုံးပရိသတ်တွေမမြင်ခဲ့ရတဲ့စူးစီးမှုစိတ်သက်ပြင်းပြမှုတွေကိုမြင်ခဲ့ရတာလीဟုတ်တယ်Sir Alex Ferguson နောက်ပိုင်းမှာဒီလိုစိတ်လှုပ်ရှားလျာကောင်းတဲ့နေ့ရက်ဒီကခဏတဖြုတ်ပဲလာပြီးပျောက်သွားတာများတော့ဒီတစ်ခေါက်ရောတကယ်ဖြစ်လာပြီလားလို့မျိုးလင့်ကြတာပေါ့အဲ့ဒီတစ်ခေါက်ရောဆိုလဲမေးခွန်းကအဓိကပဲတမိုင်းကိုပြန်ကြည့်ရင်လေ Sir Alex Ferguson အနားယူပြီးနောက်ပိုင်း United အသင်းကဒီလိုချီးပဲဟုတ်တယ်မျိုးလင့်ချက်ယုံကြည်လေးခဏတာပြလိုက်အသင်းကြီးတစ်သင်းကိုအနိုင်ကစားပြလိုက်ပြီးတာနဲ့နောက်အပတ်မှာအသင်းငယ်လေးတစ်သင်းကိုရုန်းကန်ကစားရပြီးပုံစံကောင်းတွေပြန်ပြောက်သွားလိုက်နဲ့အဲ့ဒါကြောင့်လေဝေဖန်တုံးတက်သူတွေအထူးသဖြင့်အသင်းရဲ့ကစားသမားဟောင်းကြီးတွေဖြစ်တဲ့ Gary Neville နဲ့ Ryan King တို့ကအသင်းရဲ့ခြေစွမ်းပေါ်အတောင်းမြင်မှုလက်တွက်နေကြတာဟုတ်ပါတယ်သူတို့ကစိတ်လှုပ်ရှားဖို့ငင်းဆန်တဲ့စိတ်အေးထားပါတပွဲပဲရှိသေးတယ်ဆိုပြီးတတိပေးနေကြတာဘာလို့လဲဆိုတော့သူတို့ဟာဒီလိုအတက်အကျအကျန်းတဲ့ဇလန်းကိုကိုယ်တိုင်လဲကြုံဘူးတယ်လို့အဖင်ကနေလဲအကျင့်ပေါင်းများစွာမြင်ခဲ့ဘူးလို့ပဲမို့လားတိတိကျကျပါပဲရှင်ဒါပေမဲ့ဒီတစ်ခေါက် City နဲ့ပွဲကခြေစွမ်းကတော့အရင်ကနဲ့မတူဘူးလို့ထင်စရာတွေရှိမနေဘူးလားကစားပုံကတော်တော်လေးစနစ်ကြပြီးအနိုင်ယူခြင်းစိတ်ပြင်းပြနေတာတွေ့ရတယ်လေတာကိုအရင်ကလိုမာရွေးနဲ့အယုံအိုး false dawn တခုလိုပဲတတ်မှတ်လိုက်ဖို့ကနင်းနဲ့စောလုံးမနေဘူးလားကစားပုံရတော့အငင်းပွားစရာမရှိပါဘူးတကယ်ကောင်းရဲ့လေဒါပေမဲ့ပြဿနာကနီးပြဝပိုင်းမှာထဲစိတ်ပိုင်းဆိုင်ရာမှာပိုရှိနေတာရှင်စိတ်ပိုင်းဆိုင်ရာဟုတ်ကဲ့လူတွေပြောနေကြတဲ့တည်ငြိမ်မှုမရှိခြင်း inconsistency ဆိုတာတကယ်တော့ခေါင်းဆောင်မှုလေးဟာနဲ့ကနေအများစုဖြစ်တယ်လို့သုံးသပ်လို့ရတယ်အရင်ခေတ်က Young King တို့ Vidic တို့လိုကစားသမားတွေကဟုတ်ကဲ့ဒီသင်းမှာအဲ့လိုစံနှုန်းတွေကိုထိန်းကျောင်းပေးမဲ့သူမျိုးလိုအပ်နေတာဟုတ်ပါတယ်ဒါကြောင့်ကာရီရဲ့လောင်းချီကကစားသမားတွေရဲ့ဘောလုံးရည်တွေးပေါ်လောင်းတာထက်သူတို့ရဲ့အတွင်းစိတ်တက်နဲ့ကိုထိန်းကျောင်းနိုင်စွမ်းပေါ်လောင်းနေတာနဲ့ပို့တူးနေတယ်ဒီချက်ကစိတ်ဝင်စားဖို့ကောင်းတယ်ဗျာဆိုအဓိကစင်ခေါ်မှုကဒီတစ်ခါမှာတော့အနေနဲ့လို့ခဏတောက်ပြီးပျောက်သွားတဲ့ခြေစွမ်းမျိုးမဟုတ်ပဲဟုတ်ကဲ့တကယ်တည်ငြိမ်တဲ့ခြေစွမ်းကိုပိုင်ဆိုင်နေပြီဖြစ်ကြောင်းသက်သေပြဖို့လိုအပ်နေတယ်ဆိုတဲ့သဘောပေါ့တိတိကျကျပဲမန်စီးတီးကိုအနိုင်ရတာကပြုတ်စရာကောင်းပေမဲ့အဲ့ဒါကအနှိမ့်ဆုံးစံနှုန်းပဲဖြစ်ရမယ်အောင်ပွဲခံစရာမဟုတ်သေးဘူးပေါ့မဟုတ်သေးပါဘူးရှင်ဒီစိတ်တော့ကိုနောက်လာမဲ့ပွဲတွေမှာပါတည်ဆောင်သွားနိုင်မှတကယ်အပြောင်းလဲလို့ခေါ်နိုင်မှအဲ့ဒီပြောင်းလဲကိုယူဆောင်လာခဲ့တဲ့ကားရဲ့အကြောင်းဆက်ပြောကြည့်အောင်အယမ်းမြင့်ဆောင်ပါမှဖော်ပြထားတာကယာဒီရဲ့အကောင်းဆုံးခြေစွမ်းကိုပြသနိုင်ဖို့ကာရက်ကတိမ်မွေးတဲ့အပြောင်းလဲအနှဲငယ်ပဲလုပ်ခဲ့ရတယ်လို့ဆိုတယ်တိမ်မွေးတဲ့ပြောင်းလဲဒီချက်ကလက်ရှိကစားသမားအစုဖွဲ့ရဲ့အရေးအသွေးနဲ့ပတ်သက်ပြီးဘာကိုညွန်ပြနေတယ်လဲဗျကစားသမားတွေကအရေးအသွေးရှိပြီးသားနီးပြဟောင်းလက်ထက်မှာလမ်းညွန်မှုမားနေကြတာလားဒီတိမ်မွေးတဲ့အပြောင်းလဲဆိုတာကလည်းနီးပြဟာပိုင်းထလူသားချင်းဆက်ဆံရေးနဲ့စိတ်ပိုင်းဆိုင်ရာမှာအဓိကကြမယ်လို့ထင်တယ်ရှင်โอเคကာရက်ခါကစားသမားဘွားကလေးကအေးစစ်တင်ငင်ပြီးအားလုံးကလေးစားရတဲ့သူတယောက်လေသူကရှုပ်ထွေးတဲ့နီးပြဟာတွေနဲ့ကစားသမားတွေကိုဝင်မပိတ်စေပဲသူတို့ရဲ့အကောင်းဆုံးရည်သွေးတွေကိုပြန်လဲအသုံးပြုနိုင်အောင်ရိုးရှင်းတဲ့လမ်းညွှန်မှုတွေပေးခဲ့ပုံရတယ်
ဥပမာမင်းအဓိကတာဝန်လားဒါပဲဒါကိုပဲအာယုံစိုက် ဟုတ်ပါတယ်အမူရင်လက်ထက်မှာကစားသမားတွေဟာနီးစနစ်ပိုင်းဆိုင်ရာဖိအားတွေများပြီးကိုယ့်ရဲ့ဘင်ကိုစွမ်းရည်ကိုတောင်မိန်နေခဲ့ကြတာဖြစ်နိုင်တယ်ကာရီကအဲ့ဒီဖိအားတွေကိုဖယ်ရှားပေးပြီးဘောလုံးကိုပျော်ပျော်ကစားပါဆိုတဲ့ခန်းစားချက်ကိုပြန်ပေးလိုက်တာမျိုးဖြစ်နိုင်တယ်ရှင် အဲ့ဒီအပြောင်းလဲတေးသေးလေးကအမတ်ပေးရမှာကြီးမားတဲ့တက်ရောက်မှုရှိလာတယ်လက်ရှိမှာအဆင့်9နေရာကိုရောက်လာပြီးအဆင့်4ကလီဗာပူးနဲ့တမတ်ပဲခွာတော့တယ် ဟုတ်တယ် စာရုပ်ပေါ်မှာကြီးနေချန်ပီယံလိဝင်ခွင့်ကလက်တကန်းအလိုလိုပဲနော် ဟုတ်တယ်ရှင်ဒါပေမဲ့အဲ့ဒီလက်တကန်းအလိုဆိုတာကအန်တရီအများဆုံးနေတာပဲ ဟုတ်လား ဘာလို့လဲဆိုတော့သူတို့အထက်မှာလီဗာပူးရှိတယ်သူတို့နဲ့အမတ်တက်မကွာတဲ့နောက်မှာချယ်ဆီအက်စတွန်ဗီလာတို့ကအမားကိုစောင့်နေတယ် ဟုတ်တယ်မန်စီးတီးနဲ့အာဆင်နယ်ကလည်းချန်ပီယံဆုအတွက်ပြိုင်နေကြတော့အပေါ်လေးတဲ့နေရာကတော်တော်လေးကျက်တဲနေတာ ဟုတ်ကဲ့ချန်ပီယံလိဝင်ခွင့်မျော်လင့်ချက်ပြန်ရှင်တန်လာတာမှန်ပေမဲ့ပြန်ဆိုင်မှုကတမိုင်းတစ်လျှောက်အပြင်းထန်ဆုံးတဲ့မှာပါဝင်နေရရှင် ဒီလိုပြင်းထန်တဲ့ပြိုင်ဆိုင်မှုကိုတီးတီးကြီးနဲ့ကစားသမားတစ်မခေါ်ဘူးဆိုတဲ့ဆုံးဖြတ်ချက်စီကိုပြန်သွားရအောင်ဒါကကျွန်တော်တို့ရဲ့အဓိကအကြောင်းအရာဖြစ်တဲ့စုံစမ်းမှုကြီးပဲ ဟုတ်ကဲ့ အတင်းရဲ့အားနည်းချက်လို့အများကမြင်နေတဲ့ကွင်းလေကိုအားမဖြေပဲချန်ပီယံလိဝင်ခွင့်ရဖို့ရည်မှန်းတာကမိုက်မဲတဲ့လောက်ရတစ်ခုလို့တော့စောင့်ပါမှာတုံ့လုံးထားတယ် ဒီနေရာမှာနီးပြဟောင်းအမိုရီနဲ့ယာယီနီးပြကာရီတိုရဲ့အမြင်ကွဲလဲမှုကိုရှင်းရှင်းလင်းလင်းတွေ့နိုင်နေရှင် ဟုတ်ကဲ့ အရင်မြစ်ရအမိုရီကကလန့်ရဲ့ဆုံးဖြတ်ချက်ချမှတ်သူတွေကိုကွင်းလဲကစားသမားတစ်တယောက်မဖြစ်မနစ်လိုအပ်တယ်ဒါမှဥရောပဝင်ခွင့်ရဖို့အခွင့်အလမ်းပိုကောင်းမယ်လို့အတိအလင်းအကြံပေးခဲ့တယ် သူ့အကြံပေးချက်ကဆက်လီလာချာအတင်းကိုကြိုက်တွယ်ခဲ့တဲ့သူ့ရဲ့အတွေ့အကြုံနဲ့ data တွေပေါ်အခြေခံထားတာပေါ့နော် ဟုတ်ပါတယ်ဒါပေမဲ့ကာရစ်ကတော့စန့်ကျင်ဘက်ပဲသူကကျွန်တော်မှရှိတဲ့လူတွေနဲ့ပဲဒီရီမန်းချက်ကိုရောက်နိုင်တယ်လို့အခိုင်အမာယုံကြည်နေရ ဒီနေရာမှာ INEOS ရဲ့ယက်တီချက်ကတော်တော်စိတ်ဝင်စားစရာပဲဗျာဆက်လီလာချာအချက်လက်ရှိတဲ့နီးပြရဲ့အကြံပေးချက်ကိုပယ်ပြီးတပွဲနိုင်ယုံပဲရှိတဲ့ယာယီနီးပြရဲ့ယုံကြည်မှုကိုဘာကြောင့်ပို့လေထားလိုက်တာလဲ ဒါ INEOS ကကွင်းတဲကလူကိုပိုအာနာပေးချင်တဲ့လက္ခဏာလားဒါမှမဟုတ် January ဈေးကွက်မှာပိတ်ဆံမသုံးချင်လို့ယုံကြည်မှုခေါင်းစဉ်တက်ပြီးဖုံးကွယ်လိုက်တာလား ဒါကနှစ်ခုစလုံးဖြစ်နိုင်တယ်ရှင်တစ်ဖက်မှာ January အပြောင်းရွေ့ဈေးကွက်ဆိုတာထိတ်လန့်တကြားဝယ်ယူမှု panic buy နေနဲ့ဈေးဆုံးလို့ဈေးနှုန်းတွေအစာမတန်ညင့်တက်နေတဲ့အချိန်လေ ဟုတ်တယ်ဈေးကွက်ကောင်မတည်ငြိမ်ဘူး INEOS ကသူတို့ရဲ့ဖမားဆုံးအပြောင်းရွှေ့မှာကိုပဲဒီလိုပုံစံမျိုးနဲ့မဆချင်ဘူးသူတို့ကပိုပြီးစိတ်ရွှေ့တယ်ပိုပြီးမဟာဗျူဟာကြားတယ်ဆိုတဲ့ပုံရိပ်ကိုဒီဆုပ်ချင်မှုရတယ် ဆိုတော့ကာရက်ကိုယုံကြည်ပါတယ်လို့ပြောလိုက်တာကငွေကြေးရလဲမန်းကန်တဲ့ဆုံးဖြတ်ချက်ပြီးသွားတာပေါ့ ဟုတ်ပါတယ် ဒါဆိုရင်ဒါကကာရက်အထက်ရောကစားသမားတွေအထက်ပါစွမ်းရည်စစ်ဆေးပွဲ audition တခုလို့ဖြစ်သွားတာပေါ့ အတိအကျပါပဲရှင် မင်းတို့ဒီလူဆိုင်နဲ့ချန်ပီယံလိဝင်ခွင့်ရအောင်လုပ်ပြလိုက်ရင်နွေရာသီမှာမင်းတို့လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုကိုငါတို့အပြည့်အဝထောက်ပံ့မယ်ဆိုတဲ့သတင်းစကားပါလိုက်တာမျိုးလား အဲ့တော့တော်တော်ချလာတဲ့စီမံခန့်ခွဲမှုပုံစံတစ်ခုပဲရှင်သူတို့ကကာရစ်နဲ့ကစားသမားတွေကိုတောင်းတစ်ခုအပ်လိုက်တာပြဿနာကနီးပြဟောင်းစီမာလားဒါမှမဟုတ်မင်းတို့ကစားသမားတွေစီမာလားဆိုတော့တက်တီပြဆန်းဆိုပြီးစင့်ခေါ်လိုက်တာ Team Talk ရဲ့အစီရင်ခံစာအရကလအထင်က Premier League အတွေ့အကြုံရှိတဲ့ကွင်းလက်ကစားသမားတယောက်အတွက်ဈေးခွက်အခွင့်အရေးတွေကိုလုံးဝမျက်စိမိတ်မထားဖို့စောင့်ကြည့်နေတုံးပဲလို့ဆိုတယ် ဟုတ်ကဲ့ဒါကအရေးပေါ်ထီနေအတွက်အစီအစဉ် B ရှိနေသေးတယ်ဆိုတာကိုပြတယ်ဒါပေမဲ့အထီးကလောင်ချေကတော့လက်ရှိအသင်းပေါ်မှာပဲ ဒါမဲ့အဲ့ဒီလောင်ချေကတကယ်နိုင်ပါမလားယုံကြည်မှုတစ်ခုတည်းနဲ့အလိုဖြစ်နိုင်လားဗျနီးပြဟောင်းကကွင်းလက်အားနည်းနေလို့ထောက်ပြထားလာကိုလစ်လူရှုလိုက်တာကယာဒီကုံမှာနောက်ရရဆရာဖြစ်မလာနိုင်ဘူးလား ဒီမဲခွင့်ရဲ့ဖြေကယာတီကုံမှပဲသိရမှာပေါ့ရှင် ဟုတ်ကဲ့ ဒါပေမဲ့ဒီမဟာဗျူဟာရဲ့အောင်မြင်မှုဟာအသင်းရဲ့ဆက်စုနှစ်တစ်ခုနီးပါးရင်ဆိုင်နေရတဲ့အကြီးမားဆုံးအားနည်းချက်ဖြစ်တဲ့တည်ငြိမ်မှုမရှိခြင်းဆိုတဲ့ပြဿနာကိုကျော်လွှားနိုင်ခြင်းပေါ်မှာလုံးဝမူတည်နေလေ သူတို့ဟာအတင်းကြီးတွေကိုအနိုင်ကစားပြီးနောက်အပွဲမှာအတင်းငယ်လေးတွေနဲ့တည်ကြရှုံးနှိမ့်တတ်တဲ့အကျင့်ကိုဖြောင်းနိုင်မှသာဒီဆွန့်စားမှုကအောင်မြင်မှာပေါ့ ဟုတ်တယ်သူတို့ရဲ့အကြီးမားဆုံးပြိုင်ဘက်ကတခြားအသင်းတွေမဟုတ်တော့ဘူးသူတို့ကိုယ်တိုင်ရဲ့စိတ်ဓာတ်ဖြစ်ထွန်းနေတယ် ဒါဆိုရင်အဓိကစံတက်ချက်ကရှင်းနေပါပြီကာရစ်ကသူ့ရဲ့မန်နေဂျာတွေဖြစ်တဲ့မော်ရီညိုဆိုရှာအမော်ရင်တို့ထက်လက်ရှိကစားသမားတွေစီကနေခြေစွမ်းပိုထုံနိုင်ခြင်းရှိမရှိဆိုတာကအဆုံးဖြတ်ပြီးတော့မှာပေါ့ ဟုတ်ကဲ့ တမိုင်းကိုပြန်ကြည့်ရင်သူတို့ဟာအရေးပါတဲ့နိုင်ပွဲတစ်ပွဲရပြီးနောက်ပွဲတွေမှာချက်ချင်းခြေစွမ်းကြရတဲ့အဆင့်အလားကသူတို့ရဲ့ Achilles heel ပဲဒီအဆင့်အလားအဆိုးကိုချိုးဖျက်နိုင်မှာဖြစ်မယ် ညီကုန်းချုပ်နေနေပြောရရင်လေမန်စီးတီးကိုအနိုင်ရတဲ့ပွဲကမျောလင့်ချက်တစ်ခုပေးယုံတာမကစံနှုန်းတစ်ခုကိုပါချမှတ်ပေးလိုက်တာ
စံနှုန်းသစ် ဟုတ်ကဲ့အဲ့ဒီနေ့ကပြသခဲ့တဲ့အလုပ်လို့နော်စုစည်းမှုနဲ့အနိုင်လို့စိတ်တွေက United အသင်းတစ်သင်းစီကပြည်သက်တွေမျောလင့်နေအနိုင်ဆုံးအဆင့်တွေဖြစ်ရမယ် အခုကတော့အဲ့ဒီစံနှုန်းအတိုင်းကစားသမားတွေကအဆက်ပြက်ကစားပြနိုင်ဖို့ပဲလိုတော့တယ် ဟုတ်ပါပဲသူတို့လုံနိုင်ရင် Ineos နဲ့ Carrick တို့ရဲ့ရေးတဲ့နဲ့ဆုံးဖြတ်ချက်ကမှန်ကန်တယ်ဆိုလာတက်တည်ပြနိုင်မှာဖြစ်တယ်လို့သူတို့ကိုယ်တိုင်လည်းပူကောင်းတဲ့အနာဂတ်နဲ့ထိုက်တန်ကြောင်းပြသနိုင်မှာပါ သူတို့မလုပ်နိုင်ရင်တော့ မလုံနိုင်ရင်တော့ဒီနိုင်ပွဲကလည်းသမိုင်းတစ်လျှောက်ကမှားယွင်းတဲ့အယုံဦးဒီတွေကနောက်ထပ်တစ်ခုအဖြစ်နဲ့ပဲကြံခဲ့လိမ့်မယ်ရှင် ဒီနေ့ဆွေးနွေးခဲ့တာတွေကိုအချင်းချုပ်ပြန်ကြည့်ရရင် Manchester United ဟာအန်ဟာတင်ပွဲဒါဗီနိုင်ပွဲတစ်ခုရဲ့ကြော်ထောက်နောက်ခံတဲ့အလွန်ရဲတဲ့မဟာဗျူဟာတစ်ခုကိုချမှတ်ခဲ့တယ် ဟုတ်ကဲ့ အဲ့ဒါကတော့ကစားသမားအသစ်မခေါ်ပဲ Champions League ဝန်ခွင့်ကိုအရာယူဖို့ပါပဲဒါပေမဲ့ဒီမဟာဗျူဟာကအတင်းရဲ့ဆက်စုနှစ်တစ်ခုနီးမှရင်ဆိုင်နေရတဲ့အကြီးမားဆုံးပြဿနာအဲ့ဒီတည်ငြိမ်မှုမရှိခြင်းဆိုတဲ့ငကားကိုတဲ့တဲ့တို့စိန်ခေါ်လိုက်တာပဲဖြစ်ပါတယ် နောက်ဆုံးအနေနဲ့နားထောင်သူတွေအတွက်စဉ်းစားစရာမေးခွန်းတစ်ခုခြံထားခဲ့ခြင်းပါတယ်ရှင် ဟုတ်ကဲ့ပြောပါခင်ဗျာ ဘာထဲမှာကာရီရဲ့တိမ့်ငွေတဲ့အဖြောင်းလဲတွေကဘာတွေလဲဆိုတာသိစိတ်မဖော်ပြထားဘူး ဟုတ်တယ်အဲ့ဒါကိုအသေးစိတ်မသိရဘူး ဆိုတော့စဉ်းစားစရာကတော့သူ့ရဲ့နီးပြတဲ့မမြင်ခဲ့တဲ့ဒါမှမဟုတ်မြင်ပေမဲ့မထုတ်ယူနိုင်ခဲ့တဲ့ဘလို့အရာတွေကိုကာရီကဒီကစားသမားတွေစီမှာမြင်တွေ့ခဲ့လို့ဒီလောက်တောင်ယုံကြည်မှုရှိနေတာလေ သူကကစားသမားတွေရဲ့ရဲရဲတွေကိုပဲယုံကြည်နေတာလားဒါမှမဟုတ်သူတို့ရဲ့မမြင်နိုင်တဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုကိုလုံးကြီးထပ်နေတာလားအဲ့ဒီယုံကြည်မှုတစ်ခုတည်းနဲ့ဆယ်စုနဲ့တစ်ခုနီးပါးကြာမြင့်ခဲ့တဲ့ကိုဖြတ်စည်းတတ်တဲ့တန်တရားကိုတကယ်တည်းချုပ်ဖြတ်နိုင်မှာလားဆိုတာပါပဲ